စားလို့အရန်ကောင်းပြီလုံးရလွယ်ကူတယ်ဝါဥကြာစံလေးလှုပ်စားဖြစ်လို့လုံနီးလေးမျှဝေပေးပါတယ်ရှင်ရင်နွေးလေးအိုးတယ်မယ်ရင်နွေးအိုးတွေကိုကျွန်မစားနဲ့ထည့်လိုက်ပါတယ်ကိုက်လန်လေးရေးဆေးပြီးတော့ကျွန်မတစ်ဖက်ကနေတခြားဆေးပြီးတော့စစ်ထားပါတယ်ကိုက်လန်လေးခြွေပြီးတော့ကိုက်လန်လေးနှုတ်ဖက်ပြီးချိုးနေတာပဲအရင်ဆုံးစားမဲ့ပကံလုံးနဲ့ကိုအရသာလေးပြင်ထားပါမယ်မြေပဲလေးကိုကျွန်မနှစ်စွန်းလောက်ထည့်လိုက်ပါတယ်မြေပဲကြိတ်ပြီးသားကိုပဲငပြအကြည့်ရည်ကိုတစ်စွန်းထည့်ပါတယ်ထမင်းစားစွန်းတစ်စွန်းပါကြာညို့ထည့်ပါတယ်ပဲငပြကြီးအနောက်ပါကြာညို့ပါနည်းနည်းထည့်ပါတယ်ချုံမုတ်နည်းနည်းထည့်မယ်ပြီးလို့ရှိရင်စွန်းထိပ်ဖျားလေးပေါ့နော်မစားတဲ့လူကတော့ဖယ်လိုက်ပါမထည့်ပါနဲ့ဒါကတော့အဓိက main မာလာအနှစ်ပါနော်မတ်အရှမ်းမာလာကိုကျွန်မသုံးထားပါတယ်အရန်စားလို့ကောင်းတယ်ဒါကတော့ဝါဥကြာစံပါမပြုတ်ရသေးဘူးနော်ပြုတ်မယ်အရင်ဆုံးကိုက်လံပြုတ်ပါမယ်တဝက်လောက်ကိုကျွန်မတစည်းလုံးမထည့်ပါဘူးတဝက်လောက်ကိုအရင်ထည့်ပြီးတော့ပြုတ်ပြီးတော့တခွေစားပဲပေါ့နော်ကျွန်တော်တို့သားမီး2ယောက်စားဖို့တခွေပဲအရင်လုပ်ပါမယ်တခွေဆိုရင်2ယောက်ကောင်းကောင်းစားလို့ရပါတယ်တကယ်လို့အသီးတွေရွက်တွေမရှိဘူးဆိုလို့ရှိရင်လည်းဒီတိုင်းနဲ့ပဲဒီဘာမှမပါပဲနဲ့နန်းနန်းမင်းနဲ့စက်တုံမိတ်တွေရှိရင်လည်းအဲ့ဒါနဲ့လည်းစားလို့ရပါတယ်ဝါဥကြာစံဘယ်လိုပဲလုပ်စားလို့အရန်ကောင်းပါတယ်ကြော်စားလည်းကောင်းတယ်မာလာမောင်းချိုက်ထဲမှာလည်းကောင်းတယ်မာလာဟင်းထဲမှာလည်းကောင်းတယ်ဒီလိုမျိုးကျမတို့မျိုးအခုမာလာအတုပ်ရိုးရိုးအတုပ်ကလေးနဲ့လည်းကောင်းပါတယ်ဟင်းကြိုချက်ဘယ်လိုလုပ်စားလို့ကောင်းပါတယ်ကြိုက်တဲ့လူရှိလို့ရှိရင်လုပ်စားကြည့်ပါနော်လုပ်တာကျမစုစုပေါင်း10မိနစ်လောက်ပဲကြာတယ်အရွက်ကလည်း2မိနစ်3မိနစ်နဲ့ပြီးသွားတယ်အရန်စားလို့ကောင်းပါတယ်ကြာညို့လေးနဲ့မှကျမနည်းနည်းနဲမလားဆိုပြီးနည်းနည်းထပ်ထည့်လိုက်ပါတယ်ကျမတို့သားမီး2ယောက်ကိုဘိုက်အဝပဲနော်စားလိုက်တာကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုအားပေးသူအားလုံးကိုစားကြပါအောင်